ကမ္ဘာဖလားကျိုးတွေးဖို့လေ့ကျင့်ခန်းလုပ်ကြမလားဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ရဲ့ audience တွေအတွက်ဘဟုသုတတိုးစင်မဲ့ကမ္ဘာဖလားမေကုန်း90ကိုရှူဆောင်လာပေးထားပါတယ်မိတ်ဆွေကကိုဘောလုံးကြောင့်တကယ်သိတယ်ထင်နေရင်တော့ဒီမေကုန်း90ကိုဝင်ပြေးကြည့်လိုက်ပါ easy ကနေ insane ထိ level 4ကိုခွဲထားပြီးတော့တစ်ပုတ်ကို5စက္ကန့်ပဲချိန်ပေးမှာပါကဲအဆင်သင့်ဖြစ်ပြီဆိုရင်စလိုက်ရအောင် easy mode ကမ္ဘာဖလားပြိုင်ပွဲကိုဘယ်နှစ်မှတစ်ချိန်ကျင်းပလေးရှိတာလဲအဖြေက C ၄နှစ်ဖြစ်ပါတယ်ကမ္ဘာဖလားသမိုင်းတစ်လျှောက်မှာဖလားအများဆုံးရရှိထားတဲ့နိုင်ငံကဘယ်နိုင်ငံလဲအဖြေက D Brazil ဖြစ်ပါတယ်2022ကမ္ဘာဖလားမှာမက်ဆီဦးဆောင်ပြီးတော့ဘယ်အသင်းကပိုဆွဲခဲ့တာလဲအဖြေမှန်က B အာဂျင်တီးနားဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးအများဆုံးသွင်းတဲ့ကစားသမားကိုဘာစုပေးအပ်တာလဲC Golden Boot လို့ခေါ်တဲ့ရွှေဖနက်ဆုဖြစ်ပါတယ်ကမ္ဘာဖလားကို3ချိန်ရခဲ့ဘူးတဲ့တအူးတဲ့သောကစားသမားပယ်လီကဘယ်နိုင်ငံသားလဲB Brazil ဖြစ်ပါတယ်2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲကြီးကိုအင်ရှင်ဖြင့်ဘယ်နိုင်ငံကပူးတွဲပြီးကျင်းပမှာလဲC 3နိုင်ငံဖြစ်ပါတယ်ကမ္ဘာဖလားသမိုင်းမှာအာရှတိုက်ကပထမဆုံးအကြိမ်ဖြစ်ကျင်းပခဲ့တဲ့ခုနှစ်ကဘယ်ခုနှစ်လဲB 2002ခုနှစ်ဖြစ်ပါတယ်2022ကမ္ဘာဖလားပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့အရှေ့အလယ်ပိုင်းနိုင်ငံကဘယ်နိုင်ငံလဲC ကာတာဖြစ်ပါတယ်ဘိုးဆွဲတဲ့အသင်းရဲ့အင်ဂျီရင်မပုံမှာဖလားရတဲ့အချိန်ကြီးတော့လိုက်ဘာမှတာကိုထည့်သွင်းဝင်ရတာလဲB ကျယ်ဝန်းဖြစ်ပါတယ်2010ကမ္ဘာဖလားပြိုင်ပွဲတုန်းကဘယ်အသင်းနိုင်မလဲဆိုတာကိုရေပွဲဖော်ခန့်မှန်းမိခဲ့တာကမှန်ပါသလားအဖြေမှန်ကတော့ A မှန်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲရဲ့တမိုင်းဦးပထမဆုံးပွဲစဉ်ကိုဘယ်နိုင်ငံမှာကျင်းပခဲ့တာလဲအဖြေမှန်က C ဥရုဂွေးဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲကိုစီစဉ်ကျင်းပတဲ့ကမ္ဘာဘောလုံးအဖွဲ့ချုပ်ရဲ့အတိုကောက်နာမည်ကB FIFA ဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲတက်တန်းတစ်လျှောက်မှာလက်ရှိချိန်ထိဖလားရဘူးတဲ့အာဖရိကနိုင်ငံရှိပါသလားC လုံးဝမရှိသေးပါဘူးပုံမှန်အဖြစ်ကမ္ဘာဖလားအုပ်စုအဆင့်ပွဲစဉ်တွေမှာအသင်းတစ်သင်းကနိုင်ရင်ရမှတ်ဘယ်လောက်ရပါသလဲC 3မှတ်ဖြစ်ပါတယ်2018ကမ္ဘာဖလားပြိုင်ပွဲမှာခရိုအေးရှားကိုဖိုင်နယ်မှာနိုင်ပြီးတော့ဒုတိယအကြိမ်မြောက်ချန်ပီယံဖြစ်သွားတဲ့နိုင်ငံကဘယ်နိုင်ငံလဲအဖြေမှန်ကတော့ C ပြင်သစ်ဖြစ်ပါတယ် normal mode ကမ္ဘာဖလားသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံး16ဂိုးနဲ့စံချိန်တင်ထားတဲ့ကစားသမားကဘယ်သူလဲအဖြေမှန်ကတော့ B Miroslav Klose ဖြစ်ပါတယ်2022ကမ္ဘာဖလားဖိုင်နယ်ပွဲစဉ်မှာပြင်သစ်အတွက် hat-trick ကိုသွင်းယူခဲ့တဲ့ကစားသမားကဘယ်သူလဲအဖြေမှန်ကတော့ C Kylian Mbappe ဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲတမိုင်းတစ်လျှောက်လုံးမှာပြိုင်ပွဲတစ်ခုတည်းနဲ့ဂိုးအများဆုံး73ဂိုးသွင်းခဲ့တဲ့ကစားသမားကဘယ်သူလဲC Jas Fontaine ဖြစ်ပါတယ်1986ကမ္ဘာဖလားမှာမာရာဒိုနာသွင်းယူခဲ့တဲ့ဟန်နော့ကော့ဂိုးကဘယ်အသင်းနဲ့ပွဲမှာလဲC အင်္ဂလန်အသင်းနဲ့တွေ့တဲ့ပွဲစဉ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်ကမ္ဘာဖလားသမိုင်းမှာအာဖရိကတိုက်ကပထမဆုံးဆီမီဖိုင်နယ်တက်လှမ်းနိုင်ခဲ့တဲ့အသင်းကဘယ်အသင်းလဲ
အဖြေမှန်ကတော့ဒီမော်ရိုကိုဖြစ်ပါတယ်နာမည်ကြီးတီကီတာကစတိုင်နဲ့2010မှာကမ္ဘာ့ဖလားပထမဆုံးရခဲ့တဲ့အသင်းကစီစပိန်ဖြစ်ပါတယ်2014ကမ္ဘာ့ဖလားဆီမီဖိုင်နယ်မှာဂျာမနီအသင်းကအင်ရှင်ဘရာဇီးကိုဘလောက်ဂိုးရလနဲ့အရှက်ခွဲခဲ့တာလဲအဖြေမှန်က B 9ဂိုးတဂိုးဆိုတဲ့ရလနဲ့ဖြစ်ပါတယ်ကမ္ဘာ့ဖလားမှာကစားသမားဘဝရောနီးပြဘဝနဲ့ပါနှမျိုးလုံးဖလားရမှုတဲ့ပြည်သစ်နီးပြကဘာလို့လဲအဖြေမှန်က B ဒီဒီယာဒတ်ချန်ဖြစ်ပါတယ်2022ကမ္ဘာ့ဖလားမှာကမ္ဘာ့ဖလားပွဲထွက်မှုအများဆုံး26ပွဲဆိုင်ခြင်းတစ်ကိုဘယ်သူကတင်သွားခဲ့တာလဲအဖြေမှန်က C လီယိုနယ်မက်ဆီဖြစ်ပါတယ်လက်ရှိသုံးနေတဲ့ဖလားကြီးမတိုင်ခင်အစောပိုင်းကမ္ဘာ့ဖလားရဲ့အမည်ကပါလဲအဖြေမှန်ကတော့ B Jules Rimet Trophy လို့ခေါ်ပါတယ်2006ခုနှစ်ပေါ်တူဂီနဲ့နယ်သာလန်ပွဲစဉ်မှာအဝါက16ကအနီက4ကထိပြခဲ့လို့အဲ့ဒီပွဲကိုဘာလို့အမည်တွင်စေခဲ့တာလဲအဖြေမှန်ကတော့ A Battle of Nuremberg လို့ခေါ်ပါတယ်2014ကမ္ဘာ့ဖလားမှာလူဝစ်ဆော်ရာကအီတလီနောက်ခံလူချီလီနီကိုဘာလို့ခဲ့လို့ပွဲပယ်ပြစ်တာအပြင်းထန်ချမှတ်ခံခဲ့ရတာလဲစီသွားနဲ့ကြိုက်ခဲ့လို့ဖြစ်ပါတယ်1950ကမ္ဘာ့ဖလားမှာအိန္ဒိယအသင်းကဘာကြောင့်ပြန်ပွဲခံနေနှုတ်ထွက်ခဲ့တာလဲB ဖနမပါပဲခြေပလာနဲ့ကန်ခွင့်မပြုလို့ဖြစ်ပါတယ်1994ကမ္ဘာ့ဖလားမှာကိုကိုကိုသွင်းခဲ့မိလို့နိုင်ငံပြန်ရောက်တဲ့အခါမှာတနက်နဲ့ပြစ်တက်ခံခဲ့ရတဲ့ကိုလံဘီယာကစားသမားကဘာလို့လဲအဖြေမှန်ကတော့ A Andres Escobar ဖြစ်ပါတယ်2006ကမ္ဘာ့ဖလားဖိုင်နယ်မှာဇီဒန်ကမတ်တရိုစီကိုဘလို့တိုက်ခိုက်ပြီးတော့အနီကအပြတ်သားခံခဲ့ရတာလဲအဖြေမှန်ကတော့ C ခေါင်းနဲ့စောင့်တိုက်ခြင်းဖြစ်ပါတယ် Pass mode ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာအသက်အကြီးဆုံး45နှစ်နဲ့ပွဲထွက်ကစားခဲ့တဲ့ဂိုးသမားကဘာတူလဲA အီဂျစ်ကဟာဒါရီဖြစ်ပါတယ်ကမ္ဘာ့ဖလားသမိုင်းမှာပွဲစပြီးတော့17စက္ကန့်သာရှိသေးတဲ့အချိန်မှာအမြန်ဆုံးကိုသွင်းယူခဲ့တဲ့ကစားသမားကဘာတူလဲC ဟကန်ဆူကာဖြစ်ပါတယ်ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်ပွဲတစ်ပွဲထဲမှာလည်း9ဂိုးအထိအများဆုံးသွင်းယူနိုင်ခဲ့တဲ့တဦးထဲသောကစားသမားကA Olaf Slango ဖြစ်ပါတယ်1930ကမ္ဘာ့ဖလားဖိုင်နယ်မှာနှစ်ဖက်အသင်းကဘောလုံးညှိမရလို့ထူးထူးခြားခြားမလုပ်ခဲ့ရတာလေအဖြေမှန်ကတော့ B ပထမပိုင်းတစ်လုံးဒုတိယပိုင်းတစ်လုံးဘောလုံးနှလုံးကိုခွဲသုံးခဲ့ရပါတယ်ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်အနီကအပြခံရဆုံးကစားသမား2ဦးကဘယ်သူတွေလဲB ဇီဒန်နဲ့ရီဂိုဘတ်ဆန်ဖြစ်ပါတယ်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာအင်ရှင်နိုင်ငံဖြစ်ပါလျက်နဲ့အုပ်စုအဆင့်ကနေပထမဆုံးထွက်ခဲ့ရတဲ့နိုင်ငံကဘယ်နိုင်ငံလဲC တောင်အာဖရိကဖြစ်ပါတယ်ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာအဝါကအနီကပြတဲ့စနစ်ကိုဘယ်နှခုနှစ်ပြိုင်ပွဲမှာစတင်ပြီးတော့မိတ်ဆက်ခဲ့တာလဲB 1980ဖြစ်ပါတယ်ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာအနီကအမြင့်ဆုံးပြသခြင်းခံခဲ့ရတဲ့ကစားသမားကဘာတူလဲအဖြေမှန်ကတော့ B ဟိုဆေးဘာတစ်စတာဖြစ်ပါတယ်1966ကမ္ဘာ့ဖလားကြီးခိုးခံရတော့ကဘယ်သူကလိုက်ရှာတွေ့ခဲ့တာလဲ
ဖြေမှန်ကတော့ B ဖေခံလို့မြည်ရတဲ့ခွေးလေးတစ်ကောင်ဖြစ်ပါတယ်1934ကမ္ဘာဖလားမှာအီတလီအာဏာရှင်မူဆိုလီနီကသူ့နိုင်ငံကကစားသမားတွေကိုဘလို့ချင်းချောက်စာပို့ခဲ့တာလဲအဖြေမှန်ကတော့ B နိုင်အောင်ကန်မနိုင်တေလိုက်လို့ဖြစ်ပါတယ်2006ခုနှစ်ကမ္ဘာဖလားမှာဒိုင်လူကြီးဂရေဟမ်ဘိုးကကစားသမားတဦးရဲ့ကိုအဝါကဘန်နချိန်ထိပြသခဲ့လို့တမိုင်းဝင်အမှားကြီးဖြစ်ခဲ့ရတာလေB 3ကပ်ဖြစ်ပါတယ်1984ကမ္ဘာဖလားမှာဇိုင်ယာအသင်းနောက်ခံလူကဘရာဇီးကဖရီကစ်ကံမလို့ပြင်နေတော့မှထူးထူးခြားခြားနဲ့ဘာလုပ်ခဲ့တာလဲအဖြေမှန်ကတော့ B ဘောလုံးစီကိုပြေးသွားပြီးတော့ကိုယ်တိုင်အဝေးကြီးကိုကန်ထုတ်ပစ်လိုက်တာပါ1938ကမ္ဘာဖလားမှာအီတလီကန်ဝင်ဂျူစပီမီယဇာပနတီကန်တဲ့အချိန်မှာဘာကန်ဆုံးမှုကဖြစ်ခဲ့တာလဲအဖြေမှန်ကတော့ B သူ့ဘောင်းမီကကျိုးပြုတ်ပြီးတော့ကျွတ်ကျသွားတာပါ1980ကမ္ဘာဖလားတုန်းကကိုဝိတ်အသင်းကပြင်သစ်ကိုဂိုးအသွင်းခံခဲ့ရတဲ့အချိန်မှာကိုဝိတ်မင်းသားကိုယ်တိုင်ဆင်းလာပြီးတော့ဘာလုပ်ခဲ့တာလဲC ဒိုင်လူကြီးကိုဖိအားပေးပြီးတော့အဲ့ဒီဂိုးကိုပယ်ဖြတ်ခိုင်းခဲ့တာပါ1998ကမ္ဘာဖလားဖိုင်နယ်ပွဲမတိုင်ခင်နိုင်ပိုင်းအလိုမှာဘရာဇီးကျယ်ဝင်ရိုနယ်ဒိုကိုဘာကြောင့်စေယုံရေးပေါ်ပို့ခဲ့ရတာလဲB အခန်းထဲမှာအတက်ယောဂလိုမျိုးဝေဒနာရုတ်တရက်ခံစားလိုက်ရလို့ပါ Insane mode 2006ကမ္ဘာဖလားမှာခရိုအေးရှားကစားသမားစီမျိုးနစ်ကိုဒိုင်လူကြီးကအဝါကဘန်နကတ်ပြပြီးမှအနီကတ်နဲ့မောင်းထုတ်ခဲ့တာလေB 3ကတ်ဖြစ်ပါတယ်ကမ္ဘာဖလားသမိုင်းမှာသွင်းကို10ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တယ်တဦးရဲသောကွင်းလေကစားသမားကဘာတူလဲB Teofilo Chuvilas ဖြစ်ပါတယ်ကမ္ဘာဖလားခြေစစ်ပွဲသမိုင်းတစ်လျှောက်လုံးမှာ32ဂိုး0ဆိုတဲ့အပြတ်ဆုံးရလဒ်နဲ့နိုင်ပွဲရခဲ့တဲ့သူတွေကဘယ်သူတွေလဲA ဩစတြေးလျနဲ့ American Samoa ဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်လုံးမှာရှုံးပွဲလုံးဝမရှိဘဲနဲ့အုပ်စုအဆင့်ကနေစောစောစီးစီးထွက်ခွာခဲ့ရတဲ့ထူးဆန်းတဲ့နိုင်ငံကဘယ်နိုင်ငံလဲA နယူးဇီလန်ဖြစ်ပါတယ်ကမ္ဘာဖလားပွဲထွက်ခွင့်ရခဲ့တဲ့နိုင်ငံတွေထဲမှာလူဦးရေအနည်းဆုံးစံချိန်တင်ထားတာကဘယ်နိုင်ငံလဲB အိုက်စလန်ဖြစ်ပါတယ်ကဲကမ္ဘာဖလားကြိုသွေးပူ၄ချိန်ကမေကုန်း90ကတော့ပြီးဆုံးသွားပါပြီမိတ်ဆွေတို့ရောဗန်နမတ်ရခဲ့ကြပါလဲ40ကျော်ရတယ်ဆိုရင်တော့လာမယ့်2026ကမ္ဘာဖလားမှာဆရာကြီးစင်30နိုင်မယ်44 expert တူလို့ပြောချင်ပါတယ်30ကနေ40ကြာဆိုရင်တကယ်အမာခံပရိသတ်စစ်စီတယောက်ဖြစ်ပါတယ်30ရောက်ဆိုရင်တော့ကမ္ဘာဖလားကြီးမစခင်ဘဟုတုဒတွေအမြန်ပြန်နှွေးထားဖို့အတွက်လိုပါမယ်ကိုရခဲ့တဲ့ရမတ်အစစ်မှန်တွေကိုခွန်မရှင်းခေါ်ပြီးတော့တန်းစီရေးပေးခဲ့ကြပါအောင်လာမယ့်ပြန်ပေါ်မှာဘသူအိုနော်ကပို့စွမ်းလဲဆိုတာသိရအောင်တငယ်ချင်းတွေကိုပါအခုပဲဗီဒီယို share ပြီးတော့စိတ်ခေါ်လိုက်ပါအောင်ကမ္ဘာဖလားပြန်ပေါ်တဲ့ရှောက်လုံးမှာလည်းအခုလိုရေခွန်ကြီး quiz တွေနဲ့အမိုက်စားဘဟုတုဒတွေအမြင်ကြည့်ရဖို့အတွက်ကျွန်တော်တို့ရဲ့ One Room Channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုတွေမှာပြောင်းတွေ့မှာမို့ဒီနေ့ဖို့ adios